အားလုံးပဲမင်္ဂလာပါရှင်လုံးဘလော်လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်မင်္ဂလာညချမ်းလေးပါရှင်ဒီနေ့မှာတော့ဆီယမမေစော်ရဲ့တတိယချင်အောင်ဆောင်ထားတဲ့အလွမ်းတွေဆိုတဲ့ရတအစိမ်းလေးတစ်ပုဒ်ကိုဖတ်ပြပေးပါမယ်တတိယချင်အောင်ဆောင်ထားတဲ့အလွမ်းတွေအစကလေးကအလွမ်းတွေမှာလွမ်းရတဲ့ရည်ရွယ်ချက်ဆိုတာကရှိမှမရှိပဲလေလေးနေရဒါမှမဟုတ်နှလုံးသားနေရလွန်ကြတယ်ရည်ရွယ်ချက်တမရှိပေမဲ့အလွမ်းဟာလက်ညှိုးအိမ်ရောက်ပါဟန်တူတယ်လွဲတယ်ချော်တယ်မှမရှိပဲအလိုရှိအောင်အရောက်သွားနိုင်တတ်တယ်ဒီလောက်လူတွေအများကြီးကြားမှာအလွမ်းကသူ့သွားလို့ရကိုတက်တက်မက်မက်ရောက်သွားလိရှိရာကအံ့ဩစရာပဲအဲ့ဒီအခါမှာကိုကတတိယချင်းတွေကိုမတမရက်ပါပဲထုတ်ပိုးပြီးလွတ်လိုက်ရတယ်အလွမ်းလို့တစ်စိတ်ကလိုက်ဖို့အာနာနေလို့တတိယချင်းဆိုတဲ့တစ်စိတ်ကိုပဲကမန်ကတန်တက်ဆင်ပေးလိုက်ရတယ်အလွမ်းတွေမှာမြေပုံညွန်းတာတိတိကျကျမပါတာအကြောင်းပြချက်တာတော့လေရှိတာမဟုတ်ဘူးတခါတလေရဲတန်တစွန်းတစားပေါ့တခါတလေပြောခဲ့ဖို့တဲ့စကားတစားပေါ့တခါတလေခမည်းကြိုက်တဲ့ကြပြတစ်ချောင်းတလေပေါ့တခါတလေခမည်းကြိုက်တဲ့တချင်တန်တွေပေါ့လုံးဘလော်လေးကနေနှုတ်ဆက်လိုက်ပါတယ်ကောင်းမွန်သောညချမ်းလေးကိုပိုင်ဆိုင်နိုင်ကြပါစေအိမ်မက်တွေနဲ့ညကင်းတစ်ခုကိုတာယာစားဖြစ်တတ်နိုင်ပြီးတပ်ပါတဲ့မနက်ကင်းတစ်ခုကိုကျိုးလင်းနိုင်ကြပါစေမင်္ဂလာညချမ်းလေးပါရှင်